Okay အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Rider Recap Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဇလန်မစခင်မှာကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပေးပြီးဇလန်တွေကိုစောင့်အောင်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျာကဲပြောချင်တာလည်းပြောပြီးဆိုတော့စလိုက်အောင်ဗျာဇလန်ဆာမှာဈေးဝယ်ထွက်နေတဲ့အကြောင်းသူများကိုလိုက်ပြထားပြီးလက်ဝဲရနာဆိုင်တစ်ဆိုင်ကိုရောက်မှာတော့အကြောင်းသူတယောက်ဟာပလဲလဲဆွဲလေးကိုသဘောကျသွားတာနဲ့ပဲဆိုင်ရှင်ရဲ့လက်မှာခိုးယူသွားခဲ့ပါတယ်ခိုးယူလာတဲ့လဲဆွဲလေးကိုလည်းအိမ်သားထဲမှာသွားဝတ်ကြည့်နေတဲ့အချိန်မှာတော့ပလဲလုံးလေးဟာပေါက်ထွက်သွားပြီးကောင်လေးတစ်ကောင်ထွက်လာခဲ့ပါတယ်အဲ့ဒီအကောင်လေးကပဲចောင်းသူလေးကိုကိုက်လိုက်ပါတော့တယ်။ចောင်းသူလေးလည်းနာကျင်သွားပြီးမြင်သမျှကိုမိတ်ဆွေလိုထင်ပြီးသတိလစ်သွားပါတယ်။နောက်တစ်ခါမှတော့ကိုတာတို့လည်းအခင်းဖြစ်နေနေရာကိုဆိုင်ကနဲ့ရောက်လာခဲ့ပါတယ်။ចောင်းသူလေးကိုတော့စေယုံကားနဲ့ခေါ်သွားခဲ့ပြီးတောင်ရှိသူတယောက်ကចောင်းသူလေးဟာရုတ်တရက်ကြီးကိုပူတက်လာပြီးနာကျင်နေချောင်းကြီးသွားနေခဲ့တဲ့ဆိုတာကိုကိုတာတို့လည်းကြားသွားခဲ့ပါတယ်။အဲ့ဒီချိန်ចောင်းသူလေးစေယုံကားပေါ်မတက်ခင်မှာပဲသူ့ရဲ့လဲဆွဲလေးဟာပြုတ်ကျခဲ့ပါတယ်။ကိုတာတို့လည်းတွေ့သွားခဲ့ပြီးကောက်ယူခဲ့လိုက်ပါတယ်။အဲ့ဒီချိန်ကောက်ခွင်းရုံငန်းကိုလိုက်ဖျားထားပြီးသူတို့ရဲ့မိစ္ဆာအစီအစဉ်တွေကိုကောက်ပြနေခဲ့ပါတယ်သူတို့ကလှပပြီး fashion ကြားတာကိုသဘောကျတဲ့လူငယ်တွေကိုတားကတ်ထားတာဖြစ်ပြီးသူတို့ရဲ့လှပခြင်းနဲ့စိတ်ကိုအရင်ခံကသူတို့ကိုဖျက်ဆီးပစ်ဖို့ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကောက်ကွန်းတွေလည်း West Newton ကိုတွတ်ထားခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ခါမှတော့လူစီကားတဲ့နေရာတစ်ခုကိုလိုက်ပြထားပြီးအကအဖွဲနှစ်ခုရှင်းပြနေတာကိုလိုက်ပြထားပါတယ်ဖွဲနှစ်ခုဟာချင်းချင်းရှင်းပြနေကြတာဖြစ်ပြီးတစ်ဖွဲနဲ့တစ်ဖွဲကလည်းမတည့်ကြပါဘူးအဲ့ဒီလိုရှင်းပြနေခဲ့ရင်ခဲအောင်ဖွဲကနေအောင်ဖွဲကတယောက်ကိုကနေနဲ့ကန်လိုက်ပါတော့တယ်။ညဘက်ရောက်တော့နှစ်ဖွဲ့လုံးကတနေရာမှာချိန်နာခဲ့ပြီးခဲရောင်ဖွဲကလူတွေကနေအောင်ဖွဲကသူတွေကိုထိုးချိတ်နေခဲ့ပါတယ်။ခဲရောင်ဖွဲခေါင်းဆောင်ကလည်းနောက်နေ့ပြန်ပွဲမှာသူတို့ကိုနိုင်ပေးဖို့ဖိအားပေးနေခဲ့ပါတယ်။အနေဖွဲခေါင်းဆောင်လည်းမငင်းဆုံနိုင်ပဲခေါင်းငင်းခဲ့ပါတယ်။အနေဖွဲခေါင်းဆောင်စုကိုလည်းသူ့ဖွဲသားတွေကိုမောင်းထုတ်လိုက်ပြီးတယောက်တည်းကြံရစ်ခဲ့ပါတော့တယ်။တယောက်တည်းကြံခဲ့တဲ့ချိန်မှာတော့ကိုကုံကဘိုးယုံပြူတယောက်ရောက်ရှိလာခဲ့ပြီးသူတို့နဲ့ပူပေါင်းပါဝင်မှုစိတ်ညှို့ခဲ့ပါတယ်။အဲဒီနောက်မှာတော့ကိုတာတို့နဲ့ညီမဖြစ်သူဖွဲ့ကိုလိုက်ပြထားပါတယ်။ကိုတာတို့ကသူ့ညီမနဲ့သူ့ခဲမကို shopping ထွက်တာကိုခေါ်လိုက်ပေးနေရပဲဖြစ်ပါတယ်။အဲဒီလိုလိုက်ပေးနေရင်ဈေးတွေကလူတော်တော်များများဟာတူညီတဲ့လဲဆွဲကိုဝှက်ဆင်လာကြတာနဲ့ကိုတာတို့လည်းမတင်ငါဖြစ်လာပြီးသူ့ညီမဖွဲ့ကိုထားခဲ့ပြီးလဲဆွဲရောက်တဲ့နေရာကိုထွက်လာခဲ့ပါတယ်။ဈေးတဲ့တနေရာမှာတော့အနီးဖွဲ့ရဲ့ခေါင်းဆောင်စုကလဲဆွဲတွေကိုရောင်းချနေခဲ့တာဖြစ်ပြီးလူတွေလည်းချိတ်ချိတ်တုံးနေခဲ့ပါတယ်။အဲဒီချိန်ကားခန့်နေရဲ့အဖွဲကိုတောင်ကြည့်ရလို့မရှိပဲဖြစ်သွားခဲ့ပါတယ်လူတွေကလဲဆွဲရောက်တဲ့နေရာကိုရောက်နေကြတာကိုသိသွားတဲ့အခါအဖွဲဟာချက်ချင်းပဲလဲဆွဲရောက်တဲ့နေရာကိုထွက်လာခဲ့ကြပါတယ်အဲဒီလူနဲ့ဖွဲနဲ့ဖွဲဟာဆုံးသွားခဲ့ပါတော့တယ်ခရအောင်ဖွဲနဲ့နီအောင်ဖွဲတို့ချင်းချင်းစကားများရံဖြစ်နေတဲ့ချိန်ကိုတာတို့လည်းအပြေးအလွှာရောက်ရှိလာခဲ့ပါတယ်ကိုတာတို့ရောက်ရှိလာခဲ့တဲ့ချိန်မှာတော့ရံပွဲကိုဆုံးသက်ပေးခဲ့ပြီးလဲဆွဲကိုလည်းမဆွဲဖို့ပြောနေခဲ့ပါတယ်အဲလိုပြောနေတဲ့ချိန်မှာပဲနီဖွဲရဲ့ခေါင်းဆောင်စုကိုလည်းထွက်ပြေးလာခဲ့ပါတယ်ကိုတာတို့လည်းစုကိုနောက်ကိုလိုက်လာခဲ့ပါတော့တယ်တနည်းအားရောက်မှာတော့ကိုတာတို့လည်းစုကိုမိသွားခဲ့ပြီးလဲဆွဲတွေဘဲကရလဲဆိုတာမေးနေခဲ့ပါတယ်စုကိုလည်းပြန်မဖြစ်ပဲသူဘယမဖြစ်ချင်းကြောင်းကပြောနေခဲ့ပါတယ်အဲဒီလိုဖြစ်နေတဲ့အချိန်မှာတော့ West Newton ရောက်လာခဲ့ပြီးကိုတာတို့ကိုနှောက်ယှက်ခဲ့ပါတယ်ကိုတာရိုလည်း rider ပုံစံနဲ့ပြောင်းလဲပြီးခုခံတိုက်ခိုက်ပြီးမှမရှင်းနိုင်တဲ့ကြောင့်နောက်ဆုံးမှာ rider ပုံစံပြောင်းလဲပြီးပြန်လဲတိုက်ခိုက်ခဲ့ပါတယ်။ Newton နဲ့ rider ကိုမရှင်းနိုင်တဲ့ကြောင့်ထွက်ပြေးသွားခဲ့ပါတယ်။အဲဒီလိုနဲ့ကိုတာရိုလည်းစုကိုနေရာအနှံ့မှာလိုက်ရှာနေခဲ့ပါတယ်။လိုက်ရှာနေရင်သူညမအဖွဲ့နဲ့တွေ့ပြီးလူတွေဟာတူညီရဲ့လွယ်ဆွဲကိုပဲဝစ်စင်ထားကြောင်းကိုတာရိုကိုပြောပြနေခဲ့ပါတယ်။ကိုတာရိုလည်းဒါကော်ကွင်းရဲ့လက်ချက်ဖြစ်နိုင်ကြောင်းဘာတွေကြံစီနေလဲဆိုတာကိုသူလည်းမသိကြောင်းပြောပြနေတဲ့ချိန်တိုက်တကူရဲ့ပေါ်ဆုံးကနေ Newton လည်းကိုတာရိုကိုတက်တာလန့်ပြနေခဲ့ပါတယ်။ကိုတာရိုလည်းချိန်ဆွဲမနေပဲတိုက်ပေါ်ကိုပြေးလွှတ်တက်လာခဲ့ပါတယ်အပေါ်ဆုံးတက်ကိုရောက်တဲ့အခါမှာတော့အနီးဖွဲ့ထဲမှာပါတဲ့ကောင်လေးနှစ်ယောက်ဟာကိုတာရိုကိုဖမ်းချုပ်ထားပါတယ်ဖမ်းချုပ်ထားတဲ့ချိန်ဝင်းယုံဖြူနဲ့ Mutant တို့ရောက်လာခဲ့ပြီးဒီလဲဆဲကိုပတ်ထားတဲ့သူတိုင်းဟာနောက်နိုင်ကွက်နေလဲဆဲတဲ့ကနေထွက်လာတဲ့အကောင်ရဲ့စိတ်ကြောင့်အကုန်လုံးသိဆုံးမှဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်အဲ့ဒီချိန်တနေရာကနေကိုနားထောင်နေတဲ့စုကိုလည်းအတီးတရားဝင်လာခဲ့ပြီးသူကြောင့်ဒီလိုမျိုးတွေဖြစ်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးတွေမဖြစ်ရအောင်တားဆီးမယ်လို့ဆိုတာတိုက်ဟောက်ကိုဆင်းပေးလာခဲ့ပါတယ်စုကိုလည်းသူ့ရဲ့ပြန်ဖက်တွေဖြစ်တဲ့အကားအဖွဲ့စီကိုရင်သွားခဲ့ပြီးလဲဆဲတွေကိုဖြုတ်ယူခဲ့ပါတယ်အကားအဖွဲ့လည်းသူတို့ကိုနှောက်ယှက်နေရလို့ထင်သွားခဲ့ပြီးစုကိုတွန်းထုတ်နေခဲ့ပါတယ်သူတို့တွေချင်းချင်းစကားများနေတဲ့ချိန်မှာပဲမြူတန်လည်းခေါင်းဆောင်နှစ်ယောက်ကိုဖမ်းခေါ်သွားခဲ့ပါတယ်နောက်ကနေလိုက်လာတဲ့ကိုတာရိုလည်းဒေါသထွက်နေခဲ့ပြီးကောကွန်ကိုခွင့်မလို့ဖို့ဆိုတာလူရှင်းတဲ့နေရာတစ်ခုမှာပဲ rider ပုံစံပြောင်းလဲခဲ့ပါတယ်မြူတန်လည်းခေါင်းဆောင်နှစ်ယောက်ကိုဗဖိုးကုတ်ထားတဲ့တောင်ကြားတွေစီကိုခေါ်လာခဲ့ပြီး rider လည်းနောက်ကနေဘတ်တဲ့ဟော်ပါနဲ့လိုက်လာခဲ့ပါတယ်တနေရာရောက်မှာတော့ rider လည်းနှစ်ယောက်လုံးကိုကယ်တင်နိုင်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ rider နဲ့ mutant နဲ့ပြန်လည်တိုက်ခိုက်ကြပါတော့တယ်လွတ်သွားတဲ့နှစ်ယောက်လည်းထွက်ပြေးမယ်လို့မှပြောင်းကြီးတစ်ခုကတောင်ကြားကနေပေါ်လာခဲ့ပါတယ်အဲ့ဒီထဲကနေဝိယုံဖြူကသူ့ရဲ့စွမ်းအားတွေနဲ့ခေါင်းဆောင်နှစ်ယောက်ကိုဆွဲခေါ်နေခဲ့ပါတယ်ခေါင်းဆောင်နှစ်ယောက်လည်းဒလိတ်ကောင်ကိုပါသွားခဲ့ပါတယ်အဲ့ဒီလိုပါသွားတဲ့ချိန်မှာ rider လည်းသွားခဲ့မယ်လို့မှ mutant လည်းသူ့ဖင်မှာပါတဲ့အစိမ့်နဲ့ပစ်ခဲ့ပါတယ်အဲ့ဒါနဲ့ rider လည်းမကယ်နိုင်လိုက်ပဲခေါင်းဆောင်နှစ်ယောက်လုံးလည်းပြောင်းထဲကိုရောက်သွားခဲ့ပါတယ်အဲ့ဒီချိန် mutant ကပဲသူ့ဖင်ကနေစိတ်နဲ့တောက်လျှောက်ပစ်နေခဲ့ပါတယ်Rider လည်းပစ်ချက်တွေကိုရှောင်ရင်းနဲ့ပဲသူ့ဖိနေကို Rider Post နဲ့သူလက်တီလုံးကျွေးလိုက်ပါတော့တယ်
အထိနာသွားတဲ့ mutant ကို Rider လည်းချိန်ဆွဲမနေပဲသူ့ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ Rider Kid နဲ့အတူဆုံးသက်ပေးခဲ့ပါတယ်အဲဒီနောက်မှာတော့ပြောင်းအောင်တွေကဝေးုံဖြူလေး Rider ကိုထမေးဝအောင်စားလာလို့ဆိုပြီးပြောင်းအောင်နဲ့အတူပျောက်ကွယ်သွားပါတော့တယ်ပြောင်းအောင်တွေကခေါင်းဆောင်2ယောက်လည်းပြုတ်ကျလာခဲ့ပါတယ်အဲဒီနောက်မှာတော့ခေါင်းဆောင်2ယောက်လည်းပြန်လဲအဆင်ပြေသွားခဲ့ကြပြီးအဖွဲ့2ဖွဲ့လုံးကားတွေကိုတူတူချော်ပြီးရင်းနေပဲကာမန်ရတာဘလက်ပိုင်းကိုလည်းဆုံးသက်ထားပါတယ်